လာပါရှင်ဒီနေ့ပေါ့နော်ထူးပြပြီးတော့ရောင်းချင်တဲ့ပစ္စည်းတွေရှိပါတယ်အဲ့ဒါလေးတွေကတော့အသေးပြောက်ဆက်ပြအနှစ်ထုံလေးဖြစ်ပါတယ်ရှင်ဒါလေးတွေကကြတော့ပေါ့နော်ထူးပေါ့နော်quality ကောင်းပြီးတော့ short ဟုတ်ပါအဝတ်ပဲ short မလားအိမ်တန်ရှင်းပဲလုံးမလားတခြားပစုံသုံးလို့လည်းရတယ်ပစ္စည်းလေးပေါ့နော်သူကတော့တခုတတိထားပေးရမှာရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကထန်နဲ့မဖြော်ပဲနဲ့ကော်နဲ့ပဲဖြော်ပြပါရှင်ကော်စလားကိုပြောနော်ထဲ့တဲ့ကော်ကိုပြောမှာမဟုတ်ဘူးဒန်ဟိုပါဒန်အိုးရင်နဲ့ဘာရင်နဲ့မဖြော်ပေးပဲနဲ့ကော်စလားရင်နဲ့ပဲဖြော်ပေးပါလို့ပြောချင်ပါတယ်ရှင်ဒါလေးပေါ့ကော်စလားလေးနဲ့ဖြော်ပြရည်ဆိုရင်ဒီလိုမျိုးပုံစံလေးရလာပါမယ်ရှင်တခုတတိထားပေးရမယ်နော်ဒီကဒါလေးကကြတော့ပေါ့နော်ဒီအစိမ်းအောင်မပါဒီအစိမ်းအောင်မပါဒီအဝါရောင်လေးကကြတော့ပေါ့နော်အဝါရောင်လေးကကြတော့ပေါ့နော်ဒီလိုမျိုးစီနဲ့တူအဖြစ်တဲ့အတွက်တစ်ချက်တတိထားပေးဖို့အားလုံးကိုပြောချင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်အသေးပေးကြပါရှင်အားလုံးပဲတတ်တာ